အမျိုးသားဟာသူ့ရဲ့အိမ်နီးနားချင်းအစ်စ်ကလွန်ခဲ့တဲ့15နှလုံးလုံးတူတိတ်တခိုးချစ်ခဲ့ရတဲ့အမျိုးသမီးဖြစ်နေတာကိုသိလိုက်ရပြီးအံ့ဩသွားခဲ့ပါတယ်။သူကတစ်ချိန်ကချမ်းသာတဲ့ဘဝမှာနေထိုင်ခဲ့ဘူးပေမဲ့အခုတော့ဆင်းရဲမွဲနေတဲ့ဘဝနဲ့နေထိုင်နေရပါတယ်။အကျွေးတောင်းတဲ့လူတွေကတောင်းစရာရှိတဲ့ပတ်စံတွေကိုလာတောင်းဖို့သူမရဲ့အိမ်အစ်စ်ထိရောက်လာခဲ့ကြပါတယ်။အကျွေးတောင်းတဲ့လူကအမျိုးသမီးကိုကိုထိလက်ရောက်ကျူးလွန်မှုစူးစမ်းတဲ့အခါမှာတော့အမျိုးသားကချက်ချင်းပဲကြားကနေဝင်ပါပြီးအဲ့ဒီလူကိုမောင်းထုတ်လိုက်ပါတော့တယ်။အိမ်ကိုပြန်ရောက်ပြီးတဲ့နောက်မှာတော့သူမကဝရန်တာမှာပန်းပင်တွေစိုက်နေတာကိုသူမြင်ပြီးသူမရဲ့အမျိုးသားကဘယ်မှာလဲလို့မေးခဲ့ပါတယ်။အမျိုးသမီးကသူမရဲ့အမျိုးသားဆုံးပါသွားခဲ့ပြီဖြစ်ကြောင်းသူ့ကိုပြောပြခဲ့ပါတယ်။တကယ်တော့သူမဟာကောလိပ်ကျောင်းပြီးတဲ့နောက်ချမ်းသာတဲ့စီးပွားရေးသမားတဦးနဲ့လက်ထပ်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့သူမရဲ့အမျိုးသားဟာလွန်ခဲ့တဲ့နှစ်ကကားအက်ဆီဒင့်တစ်ခုနဲ့ဆုံးပါသွားခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်းကျမှပဲသူမရဲ့အမျိုးသားဟာကုမ္ပဏီဒေဝါလီခံရမှုကြောင့်အကျွေးတွေအများကြီးတင်ကြံခဲ့တယ်ဆိုတာကိုသူမသိခဲ့ရတာပါ။အကျွေးတွေကိုဆက်ဖို့အတွက်သူမဟာအရင်ကနေခဲ့တဲ့ဗီလာအိမ်ကြီးကိုရောင်းချခဲ့ရပြီးတားဖြစ်သူနဲ့အတူတာမန်ရက်ကွက်လေးတစ်ခုစီကိုပြောင်းရွှေ့လာခဲ့ရတာဖြစ်ပါတယ်။သူမကထင်ထားတာကတော့အမျိုးသားကသူမကိုလှောင်ပြောင်လိမ့်မယ်လို့ပါ။ဘာလို့လဲဆိုတော့သူအသက်16နှစ်တုန်းကသူမကိုချစ်ခွင့်ပန်ခဲ့ဘူးပေမဲ့သူမကညှင်းပယ်ခဲ့ရုံတင်မကပဲသူပေးခဲ့တဲ့ပန်းစည်းကိုပါလွှင့်ပစ်ခဲ့ဘူးလို့ဖြစ်ပါတယ်။ဒါပေမဲ့လည်းအမျိုးသားကဘာမှပြန်မပြောခဲ့ပါဘူး။သူဖုန်းတကောလက်ခံရရှိပြီးထွက်သွားခဲ့ပါတယ်။နက်ဖြန်နေ့မှာတော့အမျိုးသမီးဟာအလုပ်ရှာဖို့အတွက်အပြင်ထွက်ခဲ့ပြီးလမ်းမှာခိုးသူတယောက်ရဲ့လူရက်ချင်းကိုခံခဲ့ရပါတယ်။အမျိုးသားကအဲ့ဒီဖြစ်ရပ်ကိုအမှတ်မထင်တွေ့ရှိသွားခဲ့ပါတယ်။သူကဆိုင်ကယ်နဲ့အဲ့ဒီတခိုးနောက်ကိုလိုက်လံဖမ်းဆီးခဲ့ပါတယ်။တခိုးကသူ့ရဲ့အပေါင်းပါတွေနဲ့တွားတွေ့တဲ့အချိန်မှာတော့အမျိုးသားကသူတို့ရဲ့ကားမှန်ကိုလက်သီးနဲ့ထိုးခွဲပြီးအမျိုးသမီးရဲ့အိတ်ကိုပြန်လူယူပေးခဲ့ပါတယ်။နောက်ဒီလိုရာဇဝတ်မှုမျိုးတွေမလုပ်ဖို့တတိပေးပြီးတဲ့နောက်မှာတော့သူထွက်ခွာသွားခဲ့ပါတယ်။ညနေပိုင်းမှာတော့အမျိုးသားကအမျိုးသမီးကိုရှာဖွေတွေ့ရှိပြီးအိတ်ကိုပြန်ပေးခဲ့ပါတယ်။ဒါပေမဲ့အမျိုးသမီးကသူ့ရဲ့လက်မှာဒဏ်ရာရထားတာကိုတတိပြုမိသွားပြီးဆိုင်ကယ်ပေါ်ကဆင်းဖို့ပြောကဒဏ်ရာကိုဆေးထည့်ပေးခဲ့ပါတယ်။အမျိုးသားကသူမကိုအိမ်လိုက်ပို့ပေးဖို့ကန့်လန့်ခဲ့ပေမဲ့အမျိုးသမီးကသူမရဲ့ခြေထောက်မှာဖနှက်ပေါက်နေတာကိုရုတ်တရက်တတိထားမိသွားပါတယ်။သူမပလာစတာထုတ်နေတဲ့အချိန်မှာပဲအမျိုးသားကချက်ချင်းလူယူပြီးသူမရဲ့ဒဏ်ရာကိုစစ်ဆေးဖို့ဒူးထောက်ထိုင်ချလိုက်ပါတယ်။သူမတေးတက်ဝစ်ဆင်ထားတာကိုမြင်တော့သူမအလုရှာနေတာလားလို့သူကမေးပါတယ်။အမျိုးသမီးကအင်တာဗျူးသွားဖြေခဲ့ပေမဲ့ညှင်းပယ်ခံခဲ့ရတယ်လို့ပြန်ဖြေပါတယ်။အမျိုးသမီးကိုအိမ်လိုက်ပို့ပြီးတဲ့နောက်မှာတော့အမျိုးသားကသူ့ရဲ့တငယ်ချင်းစီကိုချက်ချင်းပဲအမျိုးသမီးအတွက်လစာကောင်းပြီးတက်တောင့်တက်တာရှိမဲ့အလုပ်တစ်ခုရှာပေးဖို့အကူအညီတောင်းခဲ့ပါတယ်။သူ့တငယ်ချင်းကအဲ့ဒီအမျိုးသမီးဟာတစ်ချိန်ကသူ့ကိုညှင်းပယ်ခဲ့ဘူးတာကိုသိနေလို့သူမအပေါ်ဒီလောက်အထိစိတ်မဝင်စားဖို့အကြံပေးခဲ့ပါတယ်။ဒါပေမဲ့အမျိုးသားကတော့သူ့တငယ်ချင်းကိုပြန်လွတ်လိုက်ပါတယ်။မကြခင်မှာပဲအမျိုးသမီးဟာအနီးအနားကမုတ်ဖုတ်ဆိုင်တစ်ခုမှာကိတ်မုတ်ဆရာခေါ်နေတာကိုသတိပြုမိသွားပါတယ်။သူမဟာအင်တာဗျူးဖြေဖို့ချက်ချင်းပဲဆိုင်ထဲကိုဝင်သွားခဲ့ပြီးဆိုင်ရှင်ကသူမကိုကိတ်မုတ်တစ်ခုလုပ်ပြဖို့ပြောပါတယ်။အမျိုးသမီးဟာအရင်ကတည်းကမုတ်မျိုးဖုတ်ရတာကိုဝါသနာပါသူဖြစ်တာကြောင့်ကိတ်မုတ်ကိုအမြန်ဆုံးပြီးအောင်လုပ်ပေးနိုင်ခဲ့ပါတယ်။တလုပ်မြည်ဆန်းကြည့်ပြီးတဲ့နောက်မှာတော့ဆိုင်ရှင်ဟာသူမရဲ့လက်ရာကိုအတော်လေးသဘောကျသွားပြီးသူမဟာအဲ့ဒီဆိုင်မှာပဲကိတ်မုတ်ဆရာမဖြစ်လာခဲ့ပါတယ်။အမျိုးသားကတော့သူမအလုပ်ဒီလောက်အမြန်ရလိမ့်မယ်လို့မထင်ထားခဲ့ပါဘူး။သူမကိတ်မုတ်ဆရာမဖြစ်ရလို့ဘလောက်တောင်စိတ်လှုပ်ရှားနေလဲဆိုတာကိုကြားရပြီးတဲ့နောက်သူစီစဉ်ပေးထားတဲ့အလုပ်ကြောင်းကိုသူမကိုထုတ်မပြောတော့ပါဘူး။ဒါပေမဲ့လည်းအမျိုးသမီးရဲ့လုပ်ငန်းခွင်ကတော့ချောချောမွေ့မွေ့ဖြစ်မနေခဲ့ပါဘူး။ဆိုင်ရှင်ရဲ့ဇနီးဖြစ်သူကသူမကိုနေတိုင်းပြဿနာရှာစောင့်ကြည့်နေခဲ့ပါတယ်။သူမဟာသူမရဲ့အရေးချင်းနဲ့ဆိုင်ရှင်ရဲ့အတိအမှတ်ပြုမှုကိုရရှိထားပေမဲ့လည်းဆိုင်ရှင်ရဲ့ဇနီးကတော့သူမရဲ့ခင်မုန်းဖြစ်သူကအမျိုးသမီးချောမောလှပလို့ပဲစိတ်ဝင်စားနေတာလို့ထင်နေတာပါ။အမျိုးသမီးကဒါကိုရိပ်မိတာကြောင့်အမျိုးသားစီဖုန်းဆက်ပြီးအလုပ်ဆင်းချိန်မှာလာကြိုပေးနိုင်မလားလို့မေးခဲ့ပါတယ်။အမျိုးသားကမုတ်ဆိုင်ကိုရောက်လာတဲ့အခါမှာတော့အမျိုးသမီးကသူ့ရဲ့လက်မောင်းကိုရင်းရင်းနှီးနှီးချိတ်လိုက်ပါတယ်။ပြီးတော့ဆိုင်ရှင်ဇနီးမောင်နှံကိုအဲ့ဒီအမျိုးသားကသူမရဲ့ခင်မုန်းဖြစ်ကြောင်းပြောပြလိုက်ပါတယ်။အမျိုးသားကသူမရဲ့လိမ်ညာမှုကိုဖော်မပစ်ခဲ့တဲ့အပြင်သူမရဲ့ပခုံးကိုပါဖက်ပြီးထွက်ခွာလာခဲ့ပါတယ်။အဲ့ဒီနေ့ပြီးတဲ့နောက်မှာတော့ဆိုင်ရှင်ရဲ့ဇနီးဟာသူမကိုပြဿနာရှာတာမျိုးမလုပ်တော့ပါဘူး။